အဲ့ဒီမှာရှိတဲ့ Hello Kitty ရုပ်ထဲမှာဖန်မန်းရဲ့ဥကန်းကိုရှာတွေ့ခဲ့တယ်။အုတ်ခွက်ပကံတွေကလည်းသွေးတွေပေးကြနေတော့ပဲတိုက်ခန်းရဲ့အမှုပေါ်မှာသူမရဲ့အသားဆိုင်ထည့်ထားတဲ့ပလတ်စတစ်အိတ်တွေကိုတွေ့ရှိခဲ့တယ်။သားလေးအတွက်ပိုကောင်းတဲ့ဘဝတစ်ခုကိုဖန်တီးပေးခြင်းနဲ့ဖန်မန်းရဲ့စိတ်ကူးဟာ Hello Kitty ရုပ်လေးတစ်ခုထဲမှာအိမ်မက်ဆုပ်ဖြစ်ဘလို့ပြောင်းလဲသွားခဲ့ရလဲဆိုတာကိုပြောပြသွားမှာပါ။အားလုံးပဲမင်္ဂလာပါ။ကေတာဆော့ပြောခင် channel လေးကို like and subscribe လုပ်ပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်ရှင်။1986ခုနှစ်မှာမွေးဖွားခဲ့ပြီးတော့မိဘဆွေးပစ်တာခံခဲ့ရတဲ့ဖန်မန်းကြီးဟာမိဘမဲ့ကေဟာမှာကြီးပြင်းခဲ့ရတယ်။အဲ့ဒီကေဟာကလည်းစီးကဲတစ်ခုရှိတယ်။အသက်15နှစ်ပြည့်တာနဲ့ခိုးပါတာကိုရက်တီခိုင်းတာဘာအကာအကွယ်မှမရှိပဲဘာအစီအစဉ်မှမရှိပဲဖန်မန်းကြီးကလမ်းမပေါ်ကိုရောက်ခဲ့ရတယ်။ရှင်သန်ဖို့အတွက်သူမဟာဒမ်းမေးပြည့်တဲ့ဇာဘွားကိုရောက်ခဲ့ရတယ်။အဲ့ဒီမှာ ice လို့ခေါ်တဲ့စိတ်ကြစေးနဲ့ထုံထိုင်းပြီးလက်တွေဘွားကိုမိနေခဲ့တယ်။သူမဟာလမ်းမေးပြည့်တဲ့ဇာဘွားကိုရောက်သွားခဲ့ပြီးနောက်ပိုင်းမှာရှမ်းချီပူကပြည့်တဲ့ဇာအိမ်တစ်ခုမှာအလုပ်လုပ်ခဲ့တယ်။ဖမန်းကြီးတယောက်တည်းအခန်းငှားပြီးအလုပ်လုပ်တဲ့ one woman broad toast ပုံစံမျိုးကိုလည်းလုပ်ကင်ခဲ့ပါတယ်။အဲ့ဒီမှာသူမဟာအကျွေးတင်တာတွေလူမားပြီးဆက်ဆက်မိတာတွေကြောင့်ထင်းချောင်းမှုတွေနဲ့အမြဲရင်ဆိုင်နေရတယ်။1996ခုနှစ်ရှမ်းချီပမှာလှုပ်လှုပ်နေတော့ဖမန်းကြီးနာခရန်ဆိုတဲ့မျိုးသားတယောက်နဲ့တွေ့ဆုံခဲ့တယ်။သူကသူမရဲ့ဖောက်တဲ့တယောက်ဖြစ်ပြီးတော့ဒီလောကရဲ့အတွေ့အကြုံရှိတဲ့သူဖြစ်တဲ့သူမလိုပဲဟောင်ကောင်ရဲ့မူရစီလောကထဲမှာပိတ်မိနေတဲ့သူတို့ရဲ့ဆက်ဆံရေးကအယမ်းမြင့်ဆန်လို့ပြီးတော့ဒါပိုင်းတွင်းမှာပဲလင်များလို့တူနေခဲ့ကြတယ်။ဒါပေမဲ့အစာပိုင်းမှာအဖော်ရသူတွေရှိပေမဲ့နောက်ပိုင်းမှာဒါနောက်ထပ်ထောင်သားတစ်ခုနှစ်ယောက်စလုံးဟာအိုက်စိတ်ကြစေးစိတ်နေတယ်။အဲ့ဒီဆေးကဈေးပေါ်ပြီးတော့ညပတ်ရက်ကွက်တွေမှာရှာလို့အလွယ်တကူရနေခဲ့တယ်။ဒါအပြင်ဒီဆေးကဒေါသကိုလည်းကြီးစေတာကြောင့်နာဂါရန်ဟာသူမအပေါ်မှာအမြဲလိုအကြမ်းဖက်တတ်ပြီးတော့သူတို့ရဲ့အငင်းပွားမှုတွေတိုင်းဟာတောင်းပန်တာနဲ့မဆုံးမနဲ့ဒေါသတကြီးရံပြစ်မှုတွေနဲ့ပဲအဆုံးသတ်လေးရှိကြတယ်။1998ခုနှစ်နိုဝင်ဘာလမှာဖန်မန်းရီသားလေးတယောက်မွေးဖွားခဲ့တယ်။သားလေးကိုရှင်ငွေထဲမှာပိုက်ထားရင်ဒီတန်တရားကနေရုံထွက်ရမယ်လို့သူမဆုံးဖြတ်ခဲ့တယ်။သူမဟာလာခရန်းစီကနေထွက်ခွာခဲ့ပြီးတော့ဈေးဖြတ်ဖို့နဲ့ပိုးပေးကင်းပြီးအလုပ်ရဖို့ကြိုးစားခဲ့တယ်။ဒါကြောင့်ပြည်ထန်စာအိမ်ကနေထွက်သွားပြီးတော့ကာရာအိုကေတခုမှာပေါ့နော် home stress အဖြစ်အလုပ်ဝင်ခဲ့တယ်။ညဘက်လောကထဲမှာရှိနေသေးပေမဲ့အရင်ကကြုံခဲ့ရတဲ့အနေတွေနဲ့ဝိမာနေနိုင်မှုမျှော်လင့်ခဲ့တာပါ။ဖန်မန်းကြီးသူမရဲ့ပုံမှန်ဖောက်တဲ့တယောက်ဖြစ်တဲ့ချမ်းမင်လို့စီကနေဟောင်ကောင်ဒေါ်လာ4000ခိုးယူတယ်လို့အထောက်အထားမရှိပဲဆွဆွဲခံရတယ်။သူမကအဲ့ဒီမျိုးကိုချက်ချင်းပြတ်မိခဲ့မယ်။သူကဒေါ်လာ1000နဲ့အတိုးထပ်တောင်းတယ်။ဒါဟာဖန်မန်းကြီးနဲ့မဖြစ်နိုင်တဲ့အခြေအနေလေ။မလာ18နှစ်ညမှာဖန်မန်းကြီးသူမရဲ့အခန်းထဲမှာရှိနေခဲ့တယ်။သူမကဟောင်ကောင်ရဲ့အစိုးရအိမ်ယာတိုက်ခန်းတစ်ခုမှာနေထိုင်တာ။အဲ့ဒီတိုက်ခန်းရဲ့နေရံတွေကပါတယ်တစ်ဖက်ကအခန်းကတစ်ဖက်ကိုတခုဖြစ်တယ်ဆိုကြားနေရတယ်ဒါပေမဲ့အိမ်ကြီးချင်းတွေကတော့ကိုကိစ္စနဲ့ကိုပဲနေလေးရှိကြတယ်ကိုကိစ္စကိုအေးဆေးနေခြင်းကဘေးကင်းဖို့အတွက်အရေးကြီးတဲ့မြို့ပြမှာဘယ်သူမှမင်းတို့အများကြီးမမေးခဲ့ကြဘူးအဲ့ဒီညမှာဖန်မန်းရဲ့အိမ်ကပွင့်သွားပြီးတော့လူတွေယောက်ကဝင်လာခဲ့တယ်သူမကိုခိုးတယ်လို့ဆွဆွဲတဲ့ချမ်းမီလို့နဲ့သူ့ရဲ့အပေါင်းပါတွေချမ်းရဲ့လောကထဲမှာနေမွန်းနေတဲ့14နှစ်ရွယ်အာဖုန်လဲပါတယ်ဖမန်းကြီးပြန်မကူဟန်ခဲ့ဘူးအဲ့ဒီဖွဲ့ကသူမကိုဂရန်ဗယ်လာလန်ဟောင်းကကျင်းမြောက်တဲ့တိုက်ခန်းတစ်ခုစီကိုခေါ်သွားတယ်အခန်းကြီးနေတဲ့ကိုရောက်တော့မှဖမန်းရဲ့အိမ်မဆိုးကစတင်ခဲ့တယ်အစာပိုင်းမှာသူတို့ကချမ်းမီလိုတောင်းတဲ့ဒေါ်လာ1000ကိုပေးဖို့ပြောပြီးတော့နိုင်ပေါင်းများစွာရိုက်နှက်ခဲ့ကြတယ်ဖန်မန်းကြီးမှာငွေမရှိဘူးဆိုတာသိသာလာတဲ့အခါမှာအချမ်းဖတ်မှုကလည်းပိုပြီးရက်ဆက်ဘက်ကိုပူပြောင်းသွားခဲ့တယ်။သူမကိုပြည့်တဲ့စာအဖြစ်ပြန်ရောင်းစားမယ်လို့သူတို့ကတိုင်ပင်ခဲ့ကြတယ်။အဲ့ဒါကဘာပြောစရာရှိမှလဲလို့ပြောပြီးတော့အစီအစဉ်ကိုဖျက်လိုက်ကြတယ်။အဲ့ဒီစားသူမရဲ့နာကျင်မှုတွေကိုသူတို့တက်ဖြောပြေးတစ်ခုလုပ်ဖို့ဆုံးဖြတ်ခဲ့ကြတယ်။နောက်ထပ်တစ်လလုံးဖန်မန်းကြီးလူသားတဲ့လို့ဆက်ဆက်မခံရဘူး။သူတို့ကသူမကိုတန်တုံးတွေနဲ့ရိုက်ကြတယ်။လဲကျသွားတဲ့အထီကိုအကြိမ်ပေါင်းများစွာကန်ကြတယ်။သူမကိုအဖန်မှန်တလဲလဲမရင်းတင်ကြပြီးတော့တိတ်ခါတည်းအားလုံးကိုဖျက်ဆီးပစ်လိုက်တယ်။တကယ်ဒဏ်ရာတွေကိုလည်းဆင်းမှုဝေပဲနဲ့နာကျင်မှုပိုပဲအောင်ငြိုကောင်းမှုတွေနဲ့ပို့တိုက်ကြတယ်လူသားတွေကမစားတဲ့အရာတွေကိုအတင်းတက်မှကျွေးကြတယ်သူမကမပြုံးရင်ပို့ပြီးတော့နှိမ့်ဆက်ကြတယ်ပြင်းမနှိမ့်ဆက်ခြင်းကသူတို့အတွက်အပန်းပြည့်စရာဖြစ်လာတယ်သူမကလမ်းမလျှောက်နိုင်အောင်ထွက်ပြေးနိုင်အောင်ချစ်တောက်တွေကိုပလတ်စတစ်အဖျော်ရည်တွေပြောင်းပွားရင်လောင်းပြီးတော့မီးရှို့ကြတယ်အစားတောက်တဲ့ရေကိုလည်းမှန်မှန်ပေးပဲတစ်လလုံးဖြတ်ထားတခါတလေမှညစ်ပတ်တဲ့အရာတွေနဲ့အစားထိုးပေးကြတယ်အစပိုင်းမှာသူမကိုခတိန်ပေါ်မှာအိတ်ခိုင်းမိမယ်နောက်ပိုင်းကျမ်းမြေပေါ်မှာပဲအိတ်ခိုင်းကြတော့တယ်နောက်ဆုံးမှာတော့သူမကိုတစ်သားဗီဒီယိုကြီးတစ်ခုထဲမှာပစ္စည်းလိုမျိုး
အမောင်ထဲမှာပိတ်လောင်ထားလိုက်ကြတယ်။တိုက်ခန်းကကျင်းချင်းလေးဖြစ်ပြီးတော့အတွင်းထဲမှာစရိတ်နှံတွေနဲ့မူရည်စေးနှံတွေမှုထူနေတယ်။မူရည်စေးတွေကသူတို့အတွက်အလေးထားတစ်ခုတည်းမကပဲနဲ့သူတို့ရဲ့ရက်စက်မှုကိုမြင့်တင်ပေးတဲ့လောင်စာတစ်ခုလိုပဲဖြစ်နေတာ။ချမ်းမေလွန်းနဲ့အခြားလူတွေကတညာလုံးအိုက်နဲ့တောက်ရင်ချမ်းမေတွေကိုနှိမ့်ဆက်နေကြတာ။အပြင်ဘက်မှာတော့ဘဝတွေကပုံမှန်တိုင်းလည်းပတ်နေကြတယ်။နီယိုမီတွေကလင်းနေပြီးတော့တက်ကစီတွေကလည်းဟုန်တီနေတယ်လူတွေကလည်းနားနဲ့ခေါက်ဆွဲဆိုင်တွေမှာရေမောပျော်ပါနေကြတယ်။တိုက်ခန်းထဲမှာတော့အဆက်မပြတ်ရိုက်နှက်တန်တွေရဲ့နာကြည်လုံးလို့ငိုညီးတန်တွေဆူညံနေခဲ့တာအိမ်ကြီးတွေကတော့နောက်ပိုင်းမှာရဲတွေကိုဝန်ခံကြတာကသူတို့အော်တန်တွေကိုကြားခဲ့ရတယ်တဲ့လူဦးရေထူထက်လုံးနဲ့ဟောင်ကောင်မှာအိမ်ယာတွေကများလုံးတော့လူတွေဟာဒါကရိုးရိုးရံဖြစ်တာပဲလို့ကိုယ့်ကိုပြန်ပြောကြရင်နဲ့တိတ်ဆိတ်ပဲနေလိုက်ကြတယ်ဖမိုင်းအတွက်တော့နေ့ရက်တိုင်းဟာတရက်နဲ့တရက်ခွဲခြားမြတ်အောင်ပိတ်လောက်ခံထားရတယ်။ထွက်ပြေးဖို့လမ်းစာကလည်းမရှိကဲမဲ့သူကလည်းပေါ်မလာခဲ့ဘူး။ညစဉ်ညတိုင်းကြုံလွန်သွားတဲ့အမျှအပြစ်ပေးတာနဲ့မတူတော့ဘဲနဲ့တက်မဲ့ကိုရက်ဆက်နေကြတာပါလုံးဝစီကန်းနဲ့အထင်းကိုလည်းမရှိကြတော့အေဗီလာလောက်မှာဖန်မဲရဲ့ခန္ဓာကိုယ်မခံနိုင်တော့ဘူးရက်တရက်ပေါင်းများသွားရဲနဲ့ခံရတာမီးလောင်တရားတွေနဲ့ငတ်မှုနေတဲ့အကြောင်းသူမဟာမတ်တက်တောင်းမှတကြမပြနိုင်တော့တဲ့အခြေအနေကိုရောက်သွားခဲ့တယ်သူမကိုဖမ်းဆီးထားတဲ့သူကဒီနှိမ့်ဆက်မှုကငွေထွက်ပါဆိုတဲ့ဟန်ဆောင်မှုကိုလုံးဝရပ်တန့်သွားခဲ့ပြီးတော့သူမကိုနှိမ့်ဆက်ရတာကိုပဲမွေးဆေးရဲ့အာဏာပြမှုအောက်မှာပျော်ရွှင်စရာဖြောပြေးတစ်ခုလိုလှုံ့ဆော်ခဲ့ကြတာ1998ခုနှစ်အေဗီလာ14ရက်နဲ့15ရက်ကြားတစ်ချိန်ချိန်မှာပေါ့နော်ဖမ်းမဲတီဆုံးသွားခဲ့တယ်။ဦးကောင်းတရားကြောင့်လားရှော့ရတာဒါမှမဟုတ်တရားပရပကြောင့်လားဆိုတာဘယ်သူမှအတိအကျမသိဘူး။တေချာတခုကတော့ဘယ်သူမှသူမကိုမကူညီခဲ့ကြဘူး။သူတို့တွေကဖမ်းမဲတီဆုံးသွားတာကိုလူနာတင်ကလည်းဘယ်သူမှမခေါ်ပေးခဲ့ကြဘူး။သူတို့ဟာသူမရဲ့ရုပ်လောင်းကိုအပိုင်းပိုင်းခုတ်ထစ်ကြတယ်။ဦးကောင်းကိုတော့အယိုးကောင်းမဲ့ကြံတော့တဲ့အထိယူနီအိုးထဲမှာထည့်ပြုတ်ခဲ့ကြတယ်။တခြားအစိပ်ပိုင်းတွေကိုလည်းအမှိုက်ပုံနဲ့ဆွပစ်တာဒါမှမဟုတ်အိမ်သားထဲမျောချပစ်ခဲ့ကြတယ်။ဖမ်းမဲရဲ့ဦးကောင်းကို Hello Kitty ရေသူမအယိုးထဲမှာအတင်းထိုးထည့်လိုက်ကြတယ်ခလေးတယောက်ရဲ့ဂရင်ပေါ်မှာရှိနေတဲ့နဲ့အဲ့ဒီရုပ်ကလေးဟာဟောင်ကောင်ရဲ့အဆိုးအဆုံးရာဇဝတ်မှုတစ်ခုရဲ့တိုးလောက်အောင်ဖြစ်သွားခဲ့တယ်။သူတို့တွေကတယောက်ကဥက္ကောင်းကိုအယုတ်ထဲထိုးထည့်နေလိမ္မာရမယ်နော်မလုံနဲ့အောင်။နေကဝိဆောင်လှလှလေးဝေပေးမယ်လို့နောက်ပြောင်ခဲ့သေးတယ်။ဖမ်းမိုင်းတည်သွားတဲ့အခါအဖွန်ကတိတ်ဆိတ်ပဲနေခဲ့တယ်။ဒါပေမဲ့တိုက်ခန်းထဲမှာအရင်လိုနှိမ့်ဆက်တန်တွေအော်တန်တွေမကြားရတော့ဘဲနဲ့တိတ်ဆိတ်သွားတဲ့အခါမှာအဲ့ဒီတိတ်ဆိတ်ခြင်းကပဲအိမ်မက်ဆိုတွေပြေပြောင်းလဲလာတယ်။ဒီထဲမှာဆေးနှံတွေ TV နဲ့တန်တွေတခါတလေတခါခောက်တန်တွေကြားလာရတတ်တဲ့ရက်တက်တက်ပဲအနှင်းငယ်တွေမှာအဖွန်ဟာအိပ်ပျော်နေချိန်မှာဖန်မဲရင်မျက်နှာကိုစတင်မြင်မှတ်လာတယ်။တခါတလေအော်ဟစ်နေပြီးတော့ငါ့ကိုဘာလို့ဒီလိုလုပ်ကြရတယ်လို့အော်ပြောနေတဲ့အိမ်မက်တွေမြင်မှတ်လာပြီးတော့အဆိုးဆုံးကသူမမျက်လုံးပိတ်လိုက်တိုင်းမှာအသားပြုတ်တဲ့အနံ့ဆိုးကြီးအမြဲရနေခဲ့တယ်လို့လည်းနောက်ပိုင်းမှာရဲတွေကိုပြောပြခဲ့တယ်။1999ခုနှစ်မေလမှာတော့သူမဟာဖန်မဲရဲ့ချောင်းလက်မှုကိုမခံစားနိုင်တဲ့အစုံရဲစခန်းကိုသွားခဲ့တယ်။အစပိုင်းမှာသူမပြောပြတဲ့ဇလံကအရန်ကြောက်စရာကောင်းလို့ရဲတွေကသူမလှုပ်ချက်ပြောနေတယ်လို့တော့ထင်ခဲ့ကြတာ။ဒါပေမဲ့သူမက Grand Phelan ကတိုက်ခန်းစီခေါ်သွားပြတဲ့အခါမှာအမှန်တရားကလုံးဝညင်လို့မရတော့ဘူး။ရဲတွေကအဖုံပြပြတဲ့ Grand Phelan ကတိုက်ခန်းစီကိုရောက်သွားတဲ့အခါမှာတကယ်ငရဲကောင်မြင်တွေ့ခဲ့ရတယ်။အဲ့ဒီမှာရှိတဲ့ Hello Kitty ရုပ်ထဲမှာဖန်မဲရဲ့ဥကောင်းကိုရှာတွေ့ခဲ့တယ်။အုတ်ခွက်ပကံတွေကလည်းသွေးတွေပေးချင်နေတော့မယ်။တိုက်ခန်းရဲ့အမိုးပေါ်မှာသူမရဲ့အသားဆိုင်ထည့်ထားတဲ့ပလတ်စတစ်အိတ်တွေကိုတွေ့ရှိခဲ့တယ်။ရဲတွေကအလောင်းကဘသူဆိုတာသိဖို့အစမ်းကိုကြိုးစားခဲ့ရတယ်။1999ခုနှစ်ဇွန်လမှာလောဟတ်ရင်ခွဲရုံကဓာတ်ပုံထက်တဲ့နီလန်ပိုတိုအိုပါလေးနဲ့ဖန်မဲရီဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့တယ်။လူသက်သမားတွေကိုချက်ချင်းလိုက်လက်ဖမ်းဆီးခဲ့တယ်။မေလ29ရက်နေ့မှာချမ်းမေလူကိုဖမ်းဆီးခဲ့တယ်။နောက်တစ်နေ့မှာလောင်ရှင်းကျော်ကလာရောက်အဖမ်းခံခဲ့တယ်။ဒါပေမဲ့အငယ်ဆုံးဖြစ်တဲ့လောင်ဝေလူကတရုတ်ပြည်မှာကြီးကိုထွက်ပြေးသွားခဲ့တာကြောင့်လာနိုင်ငယ်ကြား2000ပြည့်နှစ်ဖေဖော်ဝါရီလမှာတော့လူဝင်မှုကြီးကြပ်ရေးနဲ့တရုတ်လုံခြုံရေးတပ်ဖွဲ့ရဲ့အကူအညီနဲ့သူ့ကိုပြန်ပြီးတော့ဖမ်းဆီးမိခဲ့တယ်။ဖမ်းဆီးခံရစီတွေမှာအဖွန်ကတက်သေးတယ်မဟုတ်ဘူး။သူမကိုယ်တိုင်ပါဝင်ခဲ့ကြောင်းချမ်းမေလူရဲ့အမိန့်တိုင်းဖမ်းမိကိုရိုက်ခဲ့ကြောင်းဖမ်းမိအဆက်ခွဲခံရတဲ့အခါလောင်ရခဲ့ကြောင်းနဲ့သူမကဝန်ခံခဲ့တခါတလေမှာသူမကလူသားတယောက်မလုပ်ရက်ဆရာတွေကိုလုပ်ခဲ့တယ်။ဖမ်းမေရဲ့မျက်နှာပေါ်မှာစီးသွားတာပ
ဖက်နှက်ဘူးထဲမှာအညစ်အကြေးတွေဆွတ်ပြီးအဲ့ဒါတွေကိုဖမ်းမိယူအတင်းစားခိုင်းတာမျိုးလုပ်ခဲ့တယ်။အာဖုန်ကဒါတွေကိုကြောက်လို့လုပ်ခဲ့တာလားတစ္ဆာရှိလို့ဒါမှမဟုတ်ချမ်းမီလို့ရဲ့အတိမတ်ပြုခြင်းကိုခံကျင်လို့လုပ်ခဲ့တာလားဆိုတာကိုသူမကိုယ်တိုင်ပဲသိလိုက်မယ်။တရားခွင်မှာသူမရဲ့ထွက်ဆိုချက်တွေကအရန်ကြောက်စရာကောင်းလို့သတင်းထောက်တွေတောင်ဆက်နာထားမှုခက်ခဲခဲ့ကြတယ်။ဒါမဲ့တရားခံရှင်းတွေကတော့တပ်ဖြတ်လို့စိတ်မရှိဘူးဆိုတဲ့အချက်နဲ့ခုခံချေပခဲ့ကြတယ်။သူတို့ကဖမ်းမီရဲ့တည်ဆုံမှုကကြိုတင်ချက်စီထားတာမဟုတ်ဘူးတပ်ဖြစ်ဖို့ရည်ရွယ်ခဲ့တာလည်းမဟုတ်ပဲနဲ့စီးတန်နဲ့ရက်တက်ပတ်ပေါင်းများစွာနှိမ့်ဆက်ခံခဲ့မှုကြောင့်သာခန္ဓာကိုယ်ကမခံနိုင်တော့ပဲနဲ့တည်ဆုံသွားတာလို့ထူးခြေခဲ့ကြတယ်။ဒါကြောင့်ဒါဟာလူသမှုမဟုတ်ပဲလူသမှုဖြစ်တယ်လို့ရှောက်လဲခဲ့ကြတယ်။ဂျူရီအဖွဲ့ဟာ6နာရီကြာတိုင်ပင်ခဲ့ကြတယ်။2000ပြည့်နှစ်ဒီဇင်ဘာ9ရက်နေ့မှာတော့သူတို့ကဆုံးဖြတ်ချက်ချလိုက်တယ်။လူသိမှုမှာအပြစ်ရှိတယ်လူသက်မှုမှာတော့အပြစ်မရှိဘူးဆိုတဲ့အဲ့ဒီအမျိုးသား3ယောက်လုံးကိုတသက်တကြုံထောင်နဲ့ချမှတ်ခဲ့ပြီးတော့အနည်း20ကြာမှာလူငင်းချမ်းသာခွင့်လျှောက်ထားနိုင်ခွင့်ပေးခဲ့ပါတယ်။တရားခွင်တစ်ခုလုံးဟာတပြင်းချတန်နေတဲ့မျိုးကြီးနိုင်လောက်တဲ့တိတ်ဆိတ်မှုတွေဖုံးလွှမ်းသွားခဲ့တယ်။တရားသူကြီးတွေဟာဖမ်းမိဘလို့သိဆုံးလဲဆိုတော့တသိပြဖို့မှုကင်းဆိုင်စေပညာဆိုင်ရာအထောက်အထားလုံလောက်မရှိဘူး။သူမဟာစိတ်ကူးကြီးလို့မရနိုင်တဲ့နှိမ့်ဆက်ညှဉ်းပန်းမှုတွေကိုခံခဲ့ရတယ်ဆိုတာပဲတသိပြနိုင်တယ်လို့ဆုံးဖြတ်ခဲ့ကြတယ်။ဒီရလက်ဟာဒုတိယအကြိမ်မတရားမှုကိုခံစားလိုက်ရတယ်လို့ပဲပထမချိန်ကသူမအသက်ရှင်နေစဉ်မှာလူဖွဲ့စည်းကသူမကိုမကောက်ွယ်နိုင်ခဲ့ဘူးအခုသေဆုံးသွားတဲ့အခါမှာလည်းသူမအတွက်တရားမျှတမှုကမရခဲ့ပြန်ဘူးအများပြည်သူတွေကတော့အရန်ဒေါသထက်ခဲ့ကြတယ်သူတို့ဥပဒေကတစ်မျိုးပါပဲတရားမျှတမှုမရှိဘူးလို့ရောတငယ်ချင်းတို့ထင်ကြတာဖမ်းမဲရဲ့ဥကောင်းကိုတက်တည်အဖြစ်နှစ်ပေါင်းများစွာတင်ဆက်ထားခဲ့တယ်2004ခုနှစ်9နှစ်နီးပါးကြာမှသာနောက်ဆုံးမိတကြိုပွင့်ရခဲ့တယ်ဘာသာပနာမှမရှိသလိုဘာအခမ်းအနားဘာအထိမ်းအမှတ်မှလည်းမရှိခဲ့ဘူးဂရန်ဖီလန်အမှတ်31ကတိုက်ခန်းဟာနှစ်ပေါင်းများစွာအလူကြီးနေခဲ့တယ်ဒေသခံတွေကအဲ့နာမသွားရကြဘူးညဘက်ဆိုရင်အတန်နေကြရတယ်ဒီရင်ပေါက်မှာအမျိုးသမီးတယောက်ရဲ့အရေးကိုမြင်ရတယ်ဆိုတဲ့ကောလာဟာလာတွေဟာထွက်လာခဲ့တာကြောင့်ပါ2012ခုနှစ်မှာတော့အဲ့ဒီအဆောက်အအုံကိုထိုးလုံးဖြိုချလိုက်တယ်အခုအဲ့နေရာမှာခင်မီတဲ့ဟိုတယ်အသေးလေးတစ်ခုဆောက်လုပ်ထားတယ်ဟိုတယ်ကဧည့်သည်တွေကသူတို့အိတ်ဆက်တဲ့နေရာကနေမီတာအနည်းငယ်အကွာမှာဟောင်ကောင်ရဲ့တမိုင်းမှာဆိုးရွားဆုံးရာဇဝတ်မှုကြီးဖြစ်ခဲ့တယ်ဆိုတော့သိတော်သိကြမဟုတ်ဘူးဖမ်းမဲရဲ့တက်ခံရ25နှစ်ကျော်ခဲ့ပြီချမ်းမီလို့နဲ့လောင်ဝေလို့တို့ဟာအကျဉ်းဆောင်တွေမှာရှိနေတော့မယ်အနည်း20ကြာရင်လူငင်းချမ်းသာကိုရနိုင်နေရှိတာကြောင့်တနေ့မှသူတို့ကလွတ်လာနိုင်ပါသေးတယ်လောင်ရှင်းချိုကတော့သူ့ရဲ့ထောင်နှံကအယူခံဝေရမှာရှော့ပေါ်သွားခဲ့တယ်2014ခုနှစ်မှာပြန်လွတ်လာခဲ့တယ်ခဏလောက်ပျောက်ကွယ်သွားခဲ့တယ်2022ခုနှစ်မှာသူ့နာမည်ကသတင်းကောင်းတင်ဒီမှာပြန်ပေါ်လာတယ်ဒီတစ်ခါမှာ10နှစ်ရွယ်မိန်းကလေးတယောက်ကိုလိမ်မန်းဆိုင်ရာစော်ကားမှုနဲ့ပါသူ့မှာအပြစ်ရှိကြောင်းတွေ့ရပြီးတော့ထောင်ထဲကိုပြောင်းသွားခဲ့တယ်ဖမ်းမိရဲ့အဖြစ်အပျက်ကို Woman Paul နဲ့ There is Series My Soul လို့ရုပ်ရှင်တွေနဲ့2001ခုနှစ်မှာထွက်ပေါ်လာခဲ့ဖမ်းမရဲ့ဘဝဟာတကယ့်ကိုတူတောင်းလုံးခဲ့ပါတယ်။သူမရဲ့တည်ဆုံမှုကလည်းကြောက်စရာကောင်းလောက်အောင်ကြမ်းနိုင်ခဲ့ရတယ်။သူမရဲ့အဖြစ်အပျက်ကသတင်းကောင်းစီတွေချာမှအနေနဲ့အောင်တစ်ခုအနေနဲ့ပုံပြက်ပန်ပြက်ဖြစ်ခဲ့ရပေမဲ့အဲ့ဒီအမြင်ဆိုးတွေကိုခဏလောက်ဖယ်ခွာပြီးကြည့်လိုက်ရင်သူမကိုယ်တိုင်ကသူမရဲ့သားလေးအတွက်ပိုကောင်းတဲ့ဘဝတစ်ခုလိုချင်ခဲ့တဲ့အမျိုးသမီးငယ်လေးတစ်ယောက်နဲ့သူမကိုမကောက်ဝဲပေးနိုင်ခဲ့တဲ့မျိုးကြီးတစ်မျိုးကိုပဲကေတာတို့မြင်တွေ့ရပါလိမ့်မယ်။ဒါပေမဲ့ဒီထက်ပိုပြီးတော့စိတ်ပြတ်ဖို့ကောင်းတာတစ်ခုရှိသေးတယ်။အဲ့ဒါကဖမ်းမယူတက်ခဲ့တဲ့သူတွေကတယောက်ဟာလူငင်းချမ်းသာဝင်နဲ့ပြန်လွတ်လာပြီးနောက်မှာနောက်ထပ်ကလေးငယ်လေးတယောက်ပေါ်မှာရှားဆွေးမှုထပ်ပြီးကျွလွန်ခဲ့တာပဲ။ဒါကိုကြည့်ရင်ဒီနိုင်ငံရဲ့ဥပဒေကတကယ်ပဲစဉ်းစားကြဖြစ်မနေဘူးလား။တရားမျှတမှုကတကယ်ရောရှိရလားလို့ဘေးကွန်းထုတ်ရတော့မယ်။တကယ်ချင်းတို့ရောဒီပုံမှာဘယ်လိုထင်ကြလဲ။တကယ်တော့ Hello Kitty လူသက်မှုဆိုတာဖမ်းမကြီးရဲ့အပေါ်မှာဘလောက်တောင်ရက်ဆက်ခဲ့တယ်ဆိုတာလည်းမဟုတ်ဘူးအကူညီမဲ့နေတဲ့သူမကိုကဲ့တင်ဖို့အတွက်တလျှောက်လုံးမှာလူတွေပဝန်းကျင်တွေစနစ်တွေဟာဘလောက်တောင်ကြောက်ရှုံးခဲ့လဲဆိုတာပြလိုက်တာဖမ်းမကြီးဟာသူမရဲ့မကောင်းတဲ့အတိတ်ကိုစွန့်ခွာပြီးတော့ဘဝတစ်ကိုပြန်စားဖို့စ조사ခဲ့တာဟာခြားကြောင်မဟုတ်ပါဘူးသူမရဲ့ရှင်သွေးလေးကိုသူမလိုဘဝမျိုးမရောက်စေချင်တဲ့မိခင်မြတ်တာကြောင့်ပါဒါပေမဲ့ကံကြမ္မာဟာရက်ဆက်လွန်ပါတယ်သူမတည်ဆုံးသွားတဲ့အချိန်မှာအသက်တစ်နှစ်ကျော်လေးပဲရှိသေးတယ်ဒီကလေးလေးဟာသူ့ကိုအသက်ထက်ချစ်တဲ့မိခင်အရင်ကိုရောသူ့ရဲ့အားကိုးရကိုရောတပြိုင်နက်တည်းဆုံးရှုံးလိုက်ရတယ်လူသက်မှုပေါ်ပေါက်လာပြီးတဲ့နောက်မှာအစိုးရကအဲ့ဒီကလေးငယ်လေးကိုဝင်းစားမိဘတွေလက်ထဲကိုအပ်ခဲ့တယ်တကယ်တော့အဲ့ဒီကလေးလေးဟာသူ့ရဲ့ဘလို့ရက်ဆက်စွာအသက်ခံခဲ့ရလဲဆိုတော့သိခွင့်မရှိရှာပါဘူးသူ့ကိုနွေနွေတွေးပုတ်ဖက်ခဲ့တဲ့အမေဟာ Hello Kitty ရုပ်လေးတည်းမှာဝိညာဉ်ဖြစ်သွားခဲ့ရဆိုတော့သူဘလို့မှနားလည်နိုင်မှာမဟုတ်ပါဘူး
အဆုံးထိနားဆင်ပေးလို့ကျေးဇူးတင်ပါတယ်ကေတာရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့အားပေးသွားပါဦးနောက်ထပ်ဖြစ်ရမှန်ဇာတ်လမ်းလေးတွေမှာပြန်တွေ့ကြပါမယ်အားလုံးပဲပေးခင်ကြပါသေးရှင်